ရုပ်မြင်သံကြားကြည့်ရှုနေကြတဲ့မိဘပြည်သူများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျဒီကနေ့အစီအစဉ်ကတော့ငလင်ဘေးလွန်မြမစီးပွားရေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထူထောင်ခြင်းသုံးသပ်ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့အကျိုးစကားဝိုင်းပဲဖြစ်ပါတယ်ဒီစကားဝိုင်းမှာကျွန်တော်နဲ့အတူပါဝင်ဆွေးနွေးပေးဖို့မြမပုံရိပ်ဖွံ့ဖြိုးရေးအဖွဲ့ဒါရိုက်တာအဖွဲ့ဝင်တူလည်းဖြစ်စီးပွားရေးပညာရှင်တူလည်းဖြစ်တဲ့ဆရာဒေါက်တာဇော်ဦးမြန်မာနိုင်ငံကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်အထွေထွေတွင်းမှုချုပ်ဆရာမဒေါ်ခိုင်ခိုင်ရွယ်တို့ကိုဖိတ်ကြားထားပါတယ်ခင်ဗျာမင်္ဂလာပါဆရာမတို့ခင်ဗျာမင်္ဂလာပါဆရာကျွန်တော်တို့ဒီနေ့ဒီ30-31မှာကျွန်တော်တို့ကျင်းပမဲ့ဖိုရမ်မှာကကျွန်တော်တို့ကဒီ panel ကြီး3ခုနဲ့စဉ်းစားထားတယ်ဟဲ့နော်ပထမ panel ကတော့ဆရာမကြီးခုနပြောသလိုဒီငလင်ကြောင့်စီးပွားရေးပုံမှာကျွန်တော်တို့ရိုက်ခတ်မှု impact ဒါကျွန်တော်ပထမဆုံးကတော့ကျွန်တော်တို့ရဲ့ program ပေါ့လေကျွန်တော်အခက်အခဲတွေပြောမယ်ဟာဒုတိယကတော့ကျွန်တော်တို့ကဒီငလင်ဘေးပြန်လဲထူထောင်တဲ့ recovery လုပ်တဲ့အချိန် rebuilding လုပ်တဲ့အချိန်နော်အဲ့ဒီအချိန်မှာကျွန်တော်တွေ့ရမယ်စိန်ခေါ်မှုတွေပါရှိမယ် at the same time opportunity ကျွန်တော်အခွင့်အရေးကျွန်တော်ဒါတွေဆွေးနွေးမယ်ဆိုတော့ဒီຢာတွေကဆရာမကခုနပြောတဲ့ခါမှာအင်ပထမစိတ်ဝင်စားစရာကောင်းတယ် disrupt ဖြစ်တာပေါ့နော်ကျွန်တော်တို့ပြတ်တောက်မှုတွေဖြစ်တာဒီတဘောတစ်ခုခုဖြစ်တိုင်းမှာလူစီးပွားရေးရပြတ်တောက်မှုကျွန်တော်တို့ဒီ communication ရပြတ်တောက်မှုဆိုပြတ်တောက်မှုဆိုရှိတယ်ဒါပေမဲ့ပြတ်တောက်မှုအချိန်ကာလအတူဆုံးဖြစ်ရတယ်နော်ချက်ချင်းကျွန်တော်တို့ပြန်ပြီး connected ပြန်လုပ်နိုင်ရမယ်ဆိုတဲ့ strategy တွေနော်ဆရာမကပြောတဲ့ code conduct တွေ plan တွေအဲ့ဒါတွေကျွန်တော်တို့ idea တွေရလိုက်ပြီလေအဲ့ဒါကျွန်တော်တို့ရဲ့အခွင့်အလမ်းတစ်ခုပဲဆရာမဟုတ်ပါတယ်မဖြစ်ခဲ့ရင်ကျွန်တော်တို့က awareness မရှိတယ်အခုရှိလာပြီရှိလာတော့ဟိုဆရာဇော်အနေနဲ့တတိယ panel ကဆရာဇော်လည်းတော်တော်စိတ်ဝင်စားတယ်ဆရာဇော်ကိုယ်တိုင်လည်းဒီမှာဒီ panel မှာအဓိကထားပြီးပါမယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီနှစ်ခုကကြုံလာတဲ့အခက်အခဲတွေရှိမယ်အခွင့်အလမ်းတွေစင်ပေါ်မှုတွေရှိတယ်ပြီးရင်ကျွန်တော်တို့ကစုပေါင်းပြီးတော့အဖြေရှာမယ်ဟုတ်ကဲ့အဲ့တော့ဒီတတိယ panel နဲ့ပတ်သက်ပြီးဆရာဇော်ဆွေးနွေးပြပါဦးခင်ဗျာဟုတ်ကဲ့အဲ့တတိယ panel ကတော့ကျွန်တော်တို့စီးပွားရေးကပြန်လည်ကူစားနိုင်မယ်နီလာနေပေါ့လေဟုတ်ကဲ့အဖြေရှာအခုကျွန်တော်တို့ဟိုပြည်တွင်းမှာအခုဖြစ်နေတဲ့ဈေးကွက်ရဲ့အနေထားပေါ့နော်ဒီဈေးကွက်ရဲ့အနေထားဆိုရင်တော့ခုနဆရာမကြီးပြောသွားတဲ့တဲမှာဒါစောက်လို့ရေးကဏ္ဍမှာဆိုရင်ကျွန်တော်တို့အခုငလင်ရဲ့ထူးခြားတဲ့ impact ကကျွန်တော်တို့ရဲ့ဒီလူနေအိမ်ကြီးအများစုပျက်စီးဆုံးရှုံးခဲ့6,900ကျော်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အဓိကတော့ဒါတွေကိုပြီးရင်လည်းကျွန်တော်တို့ရဲ့ဒီအခြေခံအဆောက်အအုံတွေပေါ့လမ်းတွေတရားတွေပြီးရင်ရုံးတွေတော်တော်အဆောက်အဦဘိုင်းနဲ့ပတ်သက်တဲ့ဟာတွေအများကြီးပျက်စီးဆုံးရှုံးနေတာပေါ့နော်အဲ့တော့ဒါမှပြန်ပြီးတည်ဆောက်ရတဲ့လုပ်ငန်းတွေမှာလည်းပါလာဖို့ဖြစ်နေတာကဒါဆောက်လုပ်ရေးကဏ္ဍပေါ့နော်သို့တော်လည်းပဲဆောက်လုပ်ရေးကဏ္ဍရဲ့အခုလောလောဆယ်လိုအပ်ချက်ကဒီငလင်ဘေးတွေမကောက်တခြားသဘာဝကပ်ဘေးတွေကိုပါအခုပို့ပြီးတော့ခံနိုင်ရှိအောင်ကောင်းကောင်းဆောက်ဖို့လိုနေတယ်အဲ့ခါကျတော့လိုအပ်တဲ့ဒီစီမင်းစည်းကမ်းတွေမရှိဘူးမဟုတ်ရှိပါတယ်သို့တော်လည်းပဲအဲ့စီမင်းစည်းကမ်းတွေကတော့ဟိုလိုက်နာမှုကိုဘယ်လိုဆောင်ရွက်ကြမလဲပေါ့နော်ဒီချိန်မှာကျွန်တော်တို့ဟိုအခွင့်အလမ်းတစ်ခုအနေနဲ့ဖြစ်လာတာကဟိုအရင်တုန်းကတော့ဒါအစိုးရကဓာတ်ရိုက်နော်အုပ်ချုပ်ရေးဟိုအမိန့်နဲ့နော်စီမံသားရေးတွေကနေတစင်ဒီတိုင်းလုပ်ရမယ်ဆောင်ရွက်ရမယ်ဆိုတော့ပုံစံနဲ့ကျွန်တော်တို့ထိမ့်သိမ်းခဲ့တာပေါ့နော်သို့တော်လည်းပဲလိုက်နာမှုအားနည်းတယ်ဆိုရင်ဒါအစိုးရရဲ့အုပ်ချုပ်ရေးရန်တရားနဲ့ဆောင်ရွက်တဲ့ဓာတ်တွေမလုံလောက်တော့ဘူးလုံလောက်တော့ကျွန်တော်တို့ဈေးကွက်ရဲ့သဘောတရားနဲ့လည်းပြန်ပြီးထိန်းညှိပေးရမယ်ဆိုတော့ဈေးကွက်ထဲမှာအခုပါလာကြမှာကျွန်တော်တို့ဘဏ်တွေပါလာမယ်နော်ကျွန်တော်တို့ငွေကြေးဖွဲ့စည်းတွေပါလာမယ်အာမခံလုပ်ငန်းတွေလိုပါလာမယ်သို့တော်လည်းပဲသူတို့အတွက်လိုအပ်နေတာကအစိုးရမှာဒီလုပ်ငန်းတွေနဲ့အခုပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေအဝင်ခွင်ကြဖြစ်အောင်နိုင်ငံတော်အစိုးရဘက်ကလည်းလိုအပ်နေတဲ့မူဝါဒတွေလှုပ်ထုံးလုပ်နည်းတွေကိုချမှတ်ပေးဖို့လိုတယ်ဒါကြောင့်မလို့ဒုတိယ panel ကအဲ့ဒါတွေဆွေးနွေးကြတဲ့အခါမှာကျွန်တော်တို့တတိယ panel မှာတော့ဒါကိုဆောင်ရွက်နေတဲ့เนาะနိုင်ငံတော်ဘက်ကတာဝန်ယူဆောင်ရွက်နေတဲ့ကျွန်တော်တို့နိုင်ငံတော်အဖွဲ့အစည်းတချို့ကတာဝန်ရှိတဲ့သူတွေကိုကျွန်တော်တို့ဖိတ်ထားမယ်ပြီးရင်လည်းကျွန်တော်တို့ဒါကိုဟိုပါပေါ့เนาะတတိယဟိုအကြံပြုနိုင်တဲ့ဒါပညာရှင်တချို့ကိုလည်းကျွန်တော်တို့ဖိတ်ထားတဲ့အခါမှာဒီပညာရှင်တွေနဲ့ကျွန်တော်တို့ဒီခုနပြောတဲ့ကျွန်တော်တို့ခေါ်တော့ regulators တွေပေါ့เนาะဒီ regulators တွေဒီကျွန်တော်တို့ရဲ့ဈေးကွက်စီးပွားရေးကိုထိန်းသိမ်းညှိနှိုင်းပေးနေတဲ့အဖွဲ့အစည်းတွေမှာလည်းဈေးကွက်ကိုပြန်လည်ထူထောင်ရေးဈေးကွက်မှာသူတို့မို့ပြီးတော့ပေါ့နော်ဈေးကွက်အားနဲ့လည်းပြန်ညှိလို့ရအောင်ကျွန်တော်လိုအပ်တဲ့မူဝါဒတွေချမှတ်နိုင်အောင်ကျွန်တော်တို့ဆွေးနွေးဖို့စီစဉ်ထားပါတယ်အဲ့ဒီတတိယပင်တွေကတော့ကျွန်တော်တို့ခုနပြောတဲ့အပေါ်ကကျွန်တော်တို့သိခဲ့ရတဲ့ဒီစိန်ခေါ်မှုတွေအခွင့်အလမ်းတွေတကယ်လက်တွေ့ရှေ့လျှောက်
ကျွန်တော်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအစဉ်ပြေချောမွေ့စာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရန်တရားနဲ့ဟိုပေါ့နော်အမိန့်ပေးပြီးတော့ဆောင်ရွက်တာတွေမကဘဲနဲ့ဈေးကွက်ရဲ့အားနဲ့လည်းဆွဲနိုင်မှုအတွက်ဈေးကွက်ထဲမှာပုံမကောင်းမွန်အောင်လေပတ်နိုင်မဲ့ရန်တရားတွေကိုပါတိဆောက်သွားဖို့ဒါမှသာလေကျွန်တော်တို့ကပုံမကောင်းမွန်တဲ့ပြန်လည်ထူထောင်ရေးတရက်ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဆရာအဲ့တော့ကျွန်တော်တို့ရဲ့ဖိုရမ်ကဆရာတို့ဆရာမတို့သိတယ်ပထမဆုံးကကျွန်တော်တို့ငကိုဟိုဒီဇိုင်းလုပ်ထားတာက just a one day forum เนาะဒါပေမဲ့ကျွန်တော်တို့သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းကြတော့သူစေတနာရှိကြပါတယ်ကျွန်တော်တွေ့တာကျွန်တော်အစည်းအဝေးတို့မှာဒီသက်ဆိုင်ရာပြည်တော်စုဝန်ကြီးတွေလည်းကျွန်တော်စေတနာရှိတယ်ဘာကြောင့်လဲဆိုတော့သူတို့ကိုယ်နဲ့ကဒီအချိန်လောက်ပါမလားเนาะဆရာတို့ဆွေးနွေးတယ်ဆိုတာဒီတဲ့ပို့ပြီးများဟိုအချိန်တိုးရင်မကောင်းဘူးလားဆိုတော့ပြောတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနောက်တနေ့31ရက်နေ့တစ်ဝက်ကျွန်တော်ကထပ်ပြီးအချိန်ယူလိုက်တယ်အဲ့ဒီနေ့တစ်ဝက်ကတော့ကျွန်တော်တို့ကကျွန်တော်မြင်တော့အဲ့နေ့တစ်ဝက်ကလည်းထူးခြားတဲ့နေ့တစ်ဝက်ပဲကျွန်တော်တို့ကသူကကျွန်တော်တို့က round table ကျွန်တော် discussion တနည်းအားဖြင့်ပြောရင်တော့ကျွန်တော်တို့ဟို private public dialogue အဲ့တော့ကျွန်တော်တို့ကဒီလက်တွေ့ကြကြကျွန်တော်ဆောင်ရွက်နိုင်တဲ့ဟာလာဟိုကျွန်တော်တို့ solution တွေကျွန်တော်တို့ဖြေထုတ်ဖို့ဆိုတော့အဲ့ဒီမှာကဆရာမကြီးတို့ဘက်ကလုပ်ငန်းရှင်ကြီးတွေတကယ်ပြောနိုင်ဆိုနိုင်တဲ့လေရွေးစင်တော့မဟုတ်ဘူးပေါ့လေကျွန်တော်တို့ဒီသူ့ရဲ့ design ရပေါ့သူ့ရဲ့ design ရကျွန်တော်တို့ကရွေးချယ်ထားတဲ့လူတချို့ပါမယ်ကိုစားပြုပါတော့ကိုစားပြုတဲ့အဖွဲ့ပေါ့ကိုစားပြုတဲ့လူတွေပါလာမယ်ဒီနိုင်ငံတော်ဘိုင်းကလည်းကိုစားပြုမဲ့ပြောမဲ့လူတွေကျွန်တော်တို့ပါလာမယ်အဲ့တော့ကျွန်တော်တို့ဒီ host တွေလည်းကျွန်တော်တို့ဒီ organizer တွေလည်းပါလာမယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ကလွတ်လပ်လပ်ပုံမလေးလေးနဲ့ကျွန်တော်တို့ကဆွေးနွေးကြမှာဖြစ်ပါတယ်ဒုတိယနေ့လုပ်မဲ့ကျွန်တော်တို့ကဒီ round table dialogue ပေါ်မှာရောဆရာမတို့ဘယ်လောက်အားထားတယ်လဲဟိုပါဘောနော်ဟိုပထမနေ့ကတော့ဟို speaker တွေကတော့နည်းနည်းဟိုအကန့်အသတ်ရှိတာပေါ့နော်အကန့်အသတ်ဆိုတာအချိန်ကိုလူရောပေါ့နော်ဒီ panel မှာကျွန်တော်တို့၄ယောက်ဆို၄ယောက်ပဲပြီးအချိန်အရလဲပေါ့နော်ဒါပဲပြောရမှာပေါ့ဒါပေမဲ့ဒီအိမ်မှာထွက်လာတဲ့ဟိုရလာပေါ့ outcomes တွေကိုဒုတိယနေ့မှာပြန်ဆွေးနွေးကြတာ哦အဲ့ဒီခါမှာဆွေးနွေးမဲ့လူကဒီ panel ပေါ်မှာကြီးမဟုတ်တော့ဘဲနဲ့ဟိုဒီသက်ဆိုင်ရာပေါ့ stakeholder တွေထပ်ပါလာမှာပါလာတဲ့ခါကျတော့ကျမမြင်တာမှာပို့ပြီးတော့ဟိုထက်တဲဝင်နဲ့ထိရောက်မှုရှိမယ်လို့မြင်တယ်နော်ဟိုကျမတို့အဲ့ဒါကိုလည်းအရင် expect လုပ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်ကြောင့်လည်းကျမတို့ကအခုဒီဒုတိယနေ့မှာဖိတ်မဲ့လူတွေကိုလည်းကျမတို့ရွေးချယ်နေတယ်ကိုစားပြုနိုင်အောင်ဟုတ်တယ်ကိုဟုတ်ကဲ့အဲ့ဒီလူကလည်းပထမနေ့မှာလေတက်ပြီးတော့နားထောင်တဲ့လူလည်းဖြစ်နေတော့ပိုကောင်းတာပေါ့နော်ပထမနေ့နားထောင်ပြီးတော့မှအဲ့မှာအားသာချက်အားနည်းချက်တွေပေါ့နော်ဆွေးနွေးရသူလည်း note တောက်တော့သူယူသွားပေါ့နော်အဲ့တော့ဒုတိယနေ့ကြောက်လို့ရှင်ဟိုပြန်ပြီးတော့မှဒါဟိုthe barbity ပေါ့နော်အကုန်လုံးကဒီပြန်ပြီးတော့ဒီပွဲကျင်းပတဲ့အခါမှာဒီအောင်ပြန်ပြီးတော့ဟိုဒီဘက်ကအားသာချက်အားနည်းချက်ကိုလည်းဆွေးနွေးပြီးမယ်ဒီဘက်ကဟိုပေါ့မစင်းစားမိတဲ့အဖြေလဲသူတို့ကပေးနိုင်လဲကောင်းတယ်ကွက်လက်ကလေးတွေရှိတယ်ထပ်ဖြစ်မယ်ထပ်ဖြစ်ဖို့အဲ့ဒါတော့ကျွန်တော်အရင် expect လုပ်တယ်ဒါကြောင့်မလို့အခုကျွန်တော်တို့ကဟိုစဉ်းစားထားပါပြီနော်ဘယ်သူကပါမယ်နော်ဘယ်သူတို့ဖိတ်မယ်ဆိုတော့ကျွန်တော်တို့အဲ့လိုတော့ရှိပါတယ်ရှင်ဟုတ်ကဲ့ဆရာဒေါက်တာဆရာကဒီဒုတိယနေ့တစ်ဝက်မှာဆရာကနဲ့ကျွန်တော်တို့ဒီ UFCN ကိုယ်စားလှယ်နဲ့ကျွန်တော်တို့ကဒါကဆရာတို့ကတဘာပတိတွေဖြစ်နေလုပ်ငန်းကိုဆောင်ရွက်ကြမှာ steering လုပ်မှာဒီဟုတ်ပါတယ်အဲ့တော့ဆရာအနေနဲ့ကတော့အဲ့ဒီဒုတိယနေ့မှာကျွန်တော်နိုင်ငံတော်တို့လည်းအကျိုးရှိမယ်ဟုတ်ကဲ့ပြည်သူတွေအတွက်လည်းအကျိုးခံစားရမယ်စီးပွားရေးလုပ်ငန်းရှင်အတွက်လည်းကျွန်တော်တို့ကအကျိုးဖြစ်ထိုးမယ်ကျွန်တော် win win ပေါ့နော်အဲ့တော့ win win ဆိုတော့နှစ် win ပဲရှိတယ်ကျွန်တော်တို့က3 win ပဲဆရာပါ win 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 ပဲနိုင်ငံတော်ပြည်သူစီးပွားရေးတိုင်ဝမ်အဲ့တော့ကျွန်တော်တို့က win 3 double ပေါ့အဲ့တော့ဒီသုံးခုစလုံးအကျိုးခံစားရမယ်